အခုမနေ့ပြန်ခုနလပိုင်းကိုရောက်တော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ခုနလပိုင်းဇွန်လပေါ့နော်ခုနလပိုင်းတစ်လတာအတွင်းမှာအိမ်ကြီးရဲ့ဆက်လေးတွေကြုံတွေ့ရမယ်အချစ်ရေးနဲ့အိမ်အောင်ရေးကံကြမ္မာအခြေအနေအကြောင်းကိုအင်ဂျယ်ကနေပြီးတော့ပြောပြပေးသွားမှာဖြစ်ပါရဲ့ရှင်။တဲ့ reading လေးဖတ်ကြားပေးသွားမှာဖြစ်ပါရဲ့ရှင်။အခုပထမဦးစွာနင်းငွေသားသမီးတွေအတွက်အင်ဂျယ်ကနေပြီးတော့တဲ့ reading လေးဖတ်ကြားပြီးတော့အချစ်ရေးအိမ်အောင်ရေးကံကြမ္မာအခြေအနေလေးတွေကိုတနင်္ဂနွေသမီးဆက်လေးတွေအတွက်ခုနလပိုင်းတစ်လတာလုံးမှာကြုံတွေ့ရမယ်အချစ်ရေးအိမ်အောင်ရေးကံကြမ္မာလေးကိုတဲ့ reading ဖတ်ကြားပြီးတော့ပြောပြပေးမှာဖြစ်ပါရဲ့ရှင်။နင်းငွေသမီးလေးအနေနဲ့မိမိရဲ့ခုနလပိုင်းတစ်လတာလုံးမှာကြုံတွေ့ရမယ်အချစ်ရေးအိမ်အောင်ရေးကံကြမ္မာအခြေအနေလေးသိပြရစီဆိုပြီးတော့ဒီချာလေး focus လုပ်ထားပြီးဖို့လိုအပ်ပါရဲ့ရှင်။ပထမဦးစွာအချစ်ရေးကံကြမ္မာအခြေအနေလေးပေါ့နော်တနင်္ဂနွေသမီးစလေးတွေအခုလာမဲ့နှစ်လပိုင်းမှာကြုံတွေ့ရမယ့်အချစ်ရေးကံအခြေအနေလေးမှာတော့အချစ်ရေးကံအခြေအနေလေးဟာမိမိချစ်ရသူနဲ့ခွဲခွာနေရမယ့်ကိန်းလေးကိုတွေ့ရပါတယ်ရှင်ခွဲခွာနေရမယ့်ဟမ်မန်ဆိုတဲ့နမိတ်လေးရာမိမိရဲ့ချစ်သူနဲ့ခွဲခွာနေရမယ့်နမိတ်လေးရှိပါတယ်ရှင်ခွဲခွာရမှာကတလုံးလားဆိုတော့အဲ့လိုတော့မဟုတ်ပါဘူးရှင်ခိတ္တခဏအလုပ်ကိစ္စကြောင့်တော့၎င်းမိမိရဲ့ဒီချစ်သူနဲ့စိတ်ဆိုးစိတ်ကောက်လို့တော့၎င်းတနည်းအားဖြင့်ခဏတာတော့ခွဲခွာရမယ့်ကိန်းမှာရှိနေပါတယ်ရှင်အဆက်အသွယ်ရနေပုံမှန်ရနေကြဆိုရင်လည်းအဆက်အသွယ်ခိတ္တခဏအဆက်အသွယ်ပြတ်ပြီးတော့စိတ်ဆိုးစိတ်ကောက်တွေဖြစ်ကြပါလိမ့်မယ်မကြာခဏလည်းစကားများရဖို့ရှိပါတယ်ရှင်ကြည့်ရသူနဲ့မိမိနဲ့အကြားမှာဂျားဝင်နောက်ဆက်လေးတွေလည်းတွေ့ရပါတယ်ရှင်အဲ့လိုမျိုးဂျားဝင်နောက်ဆက်လေးတွေကြောင့်မိမိတို့တဦးနဲ့တဦးချစ်သူနဲ့ဦးကြားမှာနားလည်မှုလေးလွဲပြီးတော့စကားများရတာမျိုးတွေဖြစ်တတ်ပြီးတော့ခိတ္တခဏအဆက်အသွယ်ပြတ်တောက်ပြီးခွဲခွာနေရမယ့်နမိတ်လေးကိုမြင်ရပါတယ်ရှင်။ဒါကြောင့်မို့လို့တနင်္ဂနွေသမီးဆက်လေးတွေအတွက်ခုနလပိုင်းမှာကြုံတွေ့ရမယ့်အခြေခံလေးကအနည်းငယ်ညံ့နေပါတယ်ရှင်။ဒါကြောင့်မို့လို့မိမိရဲ့ခြေကံလေးတွေပုံမှုပြီးတော့ကောင်းလာစေဖို့အတွက်မိမိရဲ့အိမ်ဖျားမှာကောင်းညင်းပေါင်းနဲ့ဖျားဆုံးတော့ကတ်လူပြီးတော့ဆူတောင်းပေးလိုက်ပါရှင်ဒါဆိုရင်မိမိရဲ့အခြေခံအခြေအနေလေးတွေပုံမှုပြီးတော့ထိုးထက်ကောင်းမွန်လာစေမှာဖြစ်ပါတယ်ရှင်အခုဆက်လက်ပြီးတော့တနင်္ဂနွေသမီးစလေးရဲ့အိမ်အောင်ရေးကံကြမ္မာအခြေအနေလေးပေါ့နော်အိမ်အောင်ရေးကံကြမ္မာအခြေအနေလေးတော့ကြားရောက်လာတဲ့ Terronamic ကလေးကတော့ stress ဆိုတဲ့ Terronamic ကလေးပဲဖြစ်ပါရဲ့ရှင် stress ဆိုတဲ့ Terronamic ကလေးကဒီခုနလပိုင်းအခုလာမယ့်ခုနလပိုင်းမှာဆိုရင်အိမ်ကြီးရဲ့စစ်လေးတွေတနင်္ဂနွေသမီးစလေးတွေဟာမိမိရဲ့အိမ်အောင်ဘက်ရဲ့အနာယူလွှမ်းမိုးမှုတွေကိုခံရဖို့ရှိပါရဲ့ရှင်ခိုင်းကိုပါလုံးအကောင်းမြင်နေပေမဲ့ဒီကာလမှာဆိုရင်တော့ကိုပါလို့ကိုတစ်ခုလေးလှုပ်လိုက်တာနဲ့သူ့ဘက်ကနေပြီးတော့အပြစ်မြင်တယ်။ကိုကလုံးလည်းပြစ်မြင်ဒီဟာလုံးလည်းအပြစ်မြင်တယ်။ကိုလှုပ်လိုက်တဲ့အရာမှန်သမျှကိုသူ့ဘက်ကနေပြီးတော့အရာအပြစ်မြင်တဲ့စိတ်တွေနဲ့ပဲကြည်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့လိုမျိုးပြစ်မြင်တဲ့စိတ်နဲ့ကြည်ခြင်းတွေကိုခံရပြီးတော့မိမိကနေပြီးတော့စိတ်နှလုံးပူပန်တော့ကတွေခံစားရခြင်းတွေကိုခံစားရဖို့စိတ်တော့ကတွေကိုခံစားရဖို့ရှိပါရဲ့ရှင်။မိမိရဲ့အိမ်တော်ဘက်စီမှာလည်းမိမိမဟုတ်တဲ့တခြားတော့မျိုးသမီးအနောက်ရှက်တွေကိုလည်းတွေ့မြင်ရပါရဲ့ရှင်။အဲ့ဒီမျိုးသမီးအနောက်ရှက်ကခင်မွန်းတဲ့ရဲ့အလုတ်ကင်ဘက်ကနေပြီးတော့လာဖို့ရှိပါရဲ့ရှင်။အလုတ်ကင်ရေးရအလုတ်ဖက်ရေးရကနေပြီးတော့မိမိမျိုးသမီးအနောက်ရှက်တော့မိမိတို့အိမ်တော်ရေးမှာဂျားဝင်လာဖို့ရှိပါရဲ့ရှင်။အဲ့ဒီလိုမျိုးသမီးအနောက်ရှက်ကလည်းဂျားဝင်ခင်မွန်းတွေကလည်းကိုယ့်ကိုဖြစ်တည်မြင်ဆိုတော့မိမိဟာဒီကာလထဲမှာတ
အမြဲတမ်းစိတ်တော့ကလေးတွေကြုံရဖို့ရှိပါတယ်ရှင်အိမ်အောင်ရေးနဲ့ပတ်သက်မယ်ဆိုလို့ရှိရင်သားသမီးနဲ့ပတ်သက်မယ်ဆိုလို့ရှိရင်လည်းမိမိရဲ့အိမ်အောင်ရေးမှာသားသမီးကိစ္စနဲ့ပတ်သက်ပြီးတော့လည်းစကားများရဖို့ရှိပါတယ်ရှင်ဒါကြောင့်မို့လို့မိမိရဲ့အိမ်အောင်ရေးကံဉာဏ်ခိုက်လေးတွေပြပြောက်ပြီးတော့ကောင်းတဲ့ကံတရားတွေရရှိဖို့ရအတွက်အခုတနင်္ဂနွေမိဆက်လေးတွေအခုလာမယ့်9လပိုင်းမှာမိမိရဲ့မွေးနံတောက်တရားတဆူဆူကိုတွားပြီးမိမိရဲ့မွေးနံတောက်တနင်္ဂနွေတောက်မှာမြတ်စွာဘုရားရှင်တန်မှာစပယ်ပန်းရှိကုန်းကိုတူပြီးတော့ဆူတောင်းလိုက်ပါရှင်လေးလေးနက်နက်တောင်းဆူပြုလိုက်ပါဒါဆိုရင်တော့ကောင်းသောကံတရားတွေရရှိလာပြီးအိမ်တော်ကြီးကံဉဏ်ခိုက်တွေပြပြောက်သွားစီမှာဖြစ်ပါတယ်ရှင်အခုခေါ်ချပြီးသွားတာကတော့တနင်္ဂနွေသမီးစစ်လေးတွေအတွက်9လပိုင်းမှာကြုံတွေ့ရမယ်အချစ်ရေးနဲ့အိမ်တော်ကြီးကံလေးတွေကိုတဲရောနမိတ်လေးဖတ်ချပြီးတော့ဟောပြောပေးခဲ့တာဖြစ်ပါတယ်ရှင်